အားလုံးပဲမင်္ဂလာပါခရီးမှာတော့ကျွန်တော်ကမြန်မာငွေကျပ်300ထင်းနဲ့ကိုအိမ်မှာရှိတဲ့ဓမြက်စီးတွေပြီးတော့ဒီကျွန်တော်ကျက်မွေးတွေအစရှိတဲ့ဖြစ်ပါတော့။အဲ့လေးတွေကိုကျွန်တော်တို့ကတသက်ရက်လေးထားမယ်။နောက်ပြီးတော့ဒီကျွန်တော်တို့အုတ်နေရနေမှာလဲကျွန်တော်တို့တန်နေရိုက်ပြီးဖောက်ဆရာမလို့ဘူးရိုက်ဆရာမလို့ဘူးအုတ်တွေလည်းအလားမပြတ်ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဘယ်လိုလေးလုပ်သွားမလဲဘာလေးလုပ်သွားမလဲဆိုတော့ဒီရဲ့ဗီဒီယိုလေးအဆုံးထိပြအောင်ကြည့်ကြပါအားလုံးကျေးဇူးတင်ပါတယ်ဒါလေးတွေကိုယူကလစ်လို့ခေါ်ပါတယ်ဒါတွေကျွန်တော်မီးပစ္စည်းဆိုင်တွေမှာဝယ်လို့ရပါတယ်ဒဘတိတ်ကက်ကြီးယူကလစ်ကိုဒဘတိတ်နဲ့ကက်ပြီးတော့မှကိုထားချင်တဲ့နေရာမှာကိုကက်ချင်တဲ့နေရာမှာကက်လို့ရတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဓမြက်စီးတွေကြက်တောင်မွေးတွေနောက်ပြီးတော့ကျွန်တော်ဒီကော်စောတိုက်တဲ့ brush တွေပေါ့နော်အဲ့ဒါတွေကျွန်တော်ထားလို့ရပါတယ်အဓိကဒါဘယ်သူတွေအတွက်ကျွန်တော်အဓိကဥတီတာလေးဆိုတော့မျိုးသမီးတွေပါဘာလို့မျိုးသမီးတွေကမှကျွန်တော်တူရိုက်တာလေသူတို့အတွက်အဆင်မပြေဘူးကျွန်တော်ဂန်းနဲ့ဖောက်တယ်ဆိုတော့ပိုဝေးသွားပြီပေါ့နော်ဥနေအောင်ဆက်နဲ့ဖောက်တာလို့ပါဆိုပိုဝေးသွားပြီဖြစ်တယ်အဲ့တော့ဒါလေးတွေကဒီနီလန်းရမျိုးသမီးတွေပုံပြီးအဆင်ပြေမှထင်ပါတယ်တခုခုရသွားခဲ့တယ်ဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပြပါဦးကျေးဇူးပါ